သူကဒီလောက်ဆိုးရွားတဲ့အညာမျိုးတခါမှမလုပ်ခဲ့ဘူးလို့ညင်းဆိုလိုက်ပါတယ်။ယင်းကဘာမှမလုပ်ပဲလိရှုထားတာကြောင့်တစ်ဖက်လူတေးဆုံးသွားရတာမျိုးကလည်းတရားစီရင်မှုဒီမှာအဆုံးဖြတ်ပေးခံရမှာဖြစ်ပြီးဒါကြောင့်ပဲသူတို့တွေဒီလိုရောက်နေရတာဖြစ်နိုင်တယ်လို့ရှင်းပြလိုက်ပါတယ်။ဟုံးကအားကစားကွင်းကြီးတစ်ခုလိုနေရာမျိုးကိုရောက်ရှိလာပြီးအဲ့ဒီမှာကျမ်းပြင်ကတကားအကြီးကြီးတွေပွင့်သွားတာနဲ့သူချော်ရည်တွေပြည့်နေတဲ့တွင်းကြီးတစ်ခုပေါ်လာပါတယ်။အပြစ်ပေးခံရသူတွေဟာအဲ့ဒီထဲကနေပြန်တက်လာဖို့အသေးအတန်စူးစမ်းနေကြပြီးမြမီးပင်လေထဲမှာပဲအဆက်မပြတ်လောင်မြန်နေကြရပါတယ်။တရားလိုတွေကဟောင်ကိုသူ့ရဲ့လှုပ်ဖို့ခွင်ဘက်တယောက်ကိုကဲတင်ဖို့အခွင့်အရေးရှိခဲ့ပါလေရဲ့နဲ့မကဲတင်ခဲ့တာကြောင့်အဲ့ဒီလူတေဆုံးသွားရတာဖြစ်တယ်ဆိုပြီးဆွဲချက်တင်ကတရားစီရင်မှုကိုစတင်လိုက်ပါတယ်။သူငယ်ချင်းကိုမကဲတင်ခဲ့တဲ့အပြစ်အတွက်ဟောင်ကိုအဲ့ဒီချောရည်တွင်ထဲမှာ9နှစ်ကြာအောင်အပြစ်ပေးခံရဖို့သူတို့ကတောင်းဆိုလိုက်ပါတယ်။ယင်ကတော့အဲ့ဒီဖြစ်စဉ်မှာတကယ်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုအသေးစိတ်ပြန်လဲစစ်ဆေးပေးဖို့တောင်းဆိုပြီးခုခံချေပေးခဲ့ပါတယ်။တကယ်တော့ဟွန်းဟာအခင်းဖြစ်တဲ့နေရာမှာသူ့ငယ်ချင်းကိုကဲဖို့အသေးအတန်စ조사ခဲ့တာပါ။ဒါပေမဲ့မိသက်သမားလေးပိတ်နေတဲ့ကြောက်တုံးကြီးကိုသူတို့မရွှေ့နိုင်ခဲ့ကြပါဘူး။အခြေအနေကမျောလင်းချက်မရှိတော့မှတည်သွားတဲ့အခါမှာတော့သူ့ရဲ့လှုပ်ဖော်ခိုင်းဘက်ကသူ့ကိုထားခဲ့ပြီးတခြားအရသားတွေကိုပဲတွားခဲ့ဖို့ပြောခဲ့တာဖြစ်ပါတယ်။ဟွန်ရဲ့ဆုံးဖြတ်ချက်ကြောင့်ပဲအဲ့ဒီညမှာလူပေါင်း10ယောက်ကိုသူ့ကဲတင်နိုင်ခဲ့တာပါ။သူ့ငယ်ချင်းကိုထားခဲ့ဖို့ဆုံးဖြတ်ခဲ့တာကိုစီရင်တဲ့နေရာမှာဒီလူရဲ့သူရဲကောင်းဆန်တဲ့လုပ်ရက်ကိုလည်းထဲ့သွင်းစဉ်းစားပေးတင်တယ်လို့ယင်ကညှင်းချက်ထောက်လိုက်ပါတယ်။တခြားသူတွေကိုကူညီခဲ့တဲ့ဒီလူရဲ့တက်တီကိုတွေ့လိုက်ရတဲ့အတွက်တရားသူကြီးကသူ့ကိုဆွဲချက်တွေကနေကင်းလွတ်ခွင့်ပေးလိုက်ပြီးနောက်ထပ်တရားစီရင်မှုတွေစီဆက်သွားဖို့ခွင့်ပြုလိုက်ပါတယ်။ပထမဆုံးတရားရင်ဆိုင်မှုမှာဟွန်အနိုင်ရခဲ့ပြီးမြဲသူဟာစိတ်ပိုင်းဆိုင်ရာတော်တော်လေးထိခိုက်ခံစားနေရပါတယ်